အားလုံးမိလာပါခင်ဗျာဒီကမှာကျွန်တော်တန်လေးတို့ဟာရဲကြော်ကြီးရွာရွှေကျော်ရွာမှာရှိတဲ့ကျွဲပြုတ်ကလေးအောင်ငိမ့်ချမ်းရဲ့ကွင်းမြောက်တဲ့မြင်ကွင်းတွေကိုလာရောက်ပြီးတော့ရိုက်ကူးနေတာပဲဖြစ်ပါတယ်ကျွဲပြုတ်ကလေးအောင်ငိမ့်ချမ်းကိုရဲကြော်ကြီးရွာဦးလာသေးတို့အိမ်ရှိမှာပထမဦးဆုံးပွဲပေးပြီးတော့မြောက်တာကိုလည်းမြင်တွေ့ရပါတယ်ခင်ဗျာကျွဲပြူဆိုဒီမှာအရန်ကိုနှက်ကြည့်ပါတယ်ထို့အတွက်ကြောင့်မလို့ကျွန်တော်တို့တွေဟာရိုးရိုးတေးသေးနဲ့ပွဲပေးပြီးတော့ပထမဦးဆုံးတင်မြောက်ကြတာဖြစ်ပါတယ်ကျွဲပြူဒီကျွဲမဲများရေးဘယင်လို့ဆိုရမည်ဖြစ်ပါတယ်ကျွဲဖြူဟာကျွဲအနက်များတဲ့ပို့ပြီးတော့နှက်ကြီးမှာပါတယ်ဒါဟာလူကြီးသူမများရဲ့ပြောစကားအရာကျွန်တော်သိရတာပဲဖြစ်ပါတယ်ခင်ဗျာထို့ကြောင့်ကျွဲပြူကိုကျော်ရီပထမဦးဆုံးပွဲပေးပြီးတော့တင်မြောက်ပါတာခဲ့ပါတယ်ဒေသခံမှာအားပေးသူပြည်သက်များဟာလည်းကြိတ်ကြိတ်သုံးစီကားနေပါတယ်ခင်ဗျာပြီးတဲ့နောက်မှာကျွဲပြူလေးအောင်ငိမ့်ချမ်းဟာအကားလာများပြီးအနေနဲ့ကပြပြောပြီးတော့ပွဲပြီးကဦးတိုက်ကပြတဲ့မြင်ကွင်းကိုလည်းမြင်တွေ့ရပါသေးတယ်ခင်ဗျာကျွဲပြူလေးအောင်ငိမ့်ချမ်းနဲ့အတူအိုးစီဝါနာရှင်လူငယ်လေးများဟာလေအိုးစီများဖြင့်တီးခတ်ဖျော်ဖြေခဲ့ပါတယ်ရဲကြော်ကြီးရွာမှာရှိတဲ့လူငယ်မောင်မယ်များနဲ့အဲပရိသတ်ပေါင်းဟာတရွာလုံးရဲ့အချစ်ဆုံးလေးဖြစ်တဲ့ကျွဲပြူလေးအောင်ငိမ့်ချမ်းကိုအားရပါရလာရောက်ပြီးတော့အားပေးကြပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့တွေကွင်းပြင်မှာကွင်းရောက်ကြတဲ့မြင်ကွင်းပဲဖြစ်ပါတယ်ကွင်းမြောက်ပြီးနောက်ဦးခိုက်ကပြဖြောပြီးခဲ့ပါတယ်ကျော်ရီအောင်ငိမ့်ချမ်းလေးရဲ့ကျွဲပြုတ်လေးအောင်ငိမ့်ချမ်းရဲ့ကွင်းမြောက်တဲ့မြင်ကွင်းကိုလာရောက်ရိုက်ကူးတဲ့အခါမှာလူစီနေတဲ့မြင်ကွင်းကိုလည်းတွေ့ရှိရပါတယ်ခင်ဗျာပျော်ရွှင်စရာကောင်းတဲ့ဒီရွာဒလစ်လေးကဘယ်တော့မှမပြောင်းပြေသွားပဲနဲ့ကျွန်တော်တို့တွေရဲ့ဘုံကရင်ပွဲတော်မှာနေ့စဉ်နေ့တိုင်းပဲဒါမျိုးပဲစီပင်နေမှာဖြစ်ပါတယ်ပြီးတဲ့နောက်မှာကျွဲပြုတ်ကလေးအောင်ငိမ့်ချမ်းဟာရဲကြော်ကြီးရွာရွှေကျော်ရွာတရှောင်းကားပြဖြောပြီးခဲ့ကြတာကိုလည်းမြင်တွေ့ရပါတယ်ခင်ဗျာ
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဒန်လေးပဲဖြစ်ပါတယ်